အားလုံးပဲမင်္ဂလာပါရှင်အသုံးများတဲ့ထိုင်းစကားစုလေးတွေကိုဒီနေ့10လုံးစီလေ့လာကြမယ်ပထမဆုံးလုံးကစဝဒီครับစဝဒီခမင်္ဂလာပါရှင်မင်္ဂလာပါခင်ဗျယောက်ျားလေးတွေဆိုရင်ครับမိန်းကလေးတွေဆိုရင်ခပေါ့နော်ขอบคุณครับขอบคุณค่ะကျေးဇူးတင်ပါတယ်ขอโทษครับขอโทษค่ะတောင်းပန်ပါတယ်ไม่เป็นไรครับไม่เป็นไรค่ะရပါတယ်ကိစ္စမရှိပါဘူးချိုင်းครับချိုင်းค่ะဟုတ်ကဲ့ဟုတ်တယ်ไม่ใช่ครับไม่ใช่ค่ะမဟုတ်ဘူးสบายดีไหมครับสบายดีไหมคะနေကောင်းလားสบายดีครับสบายดีค่ะနေကောင်းပါတယ်คุณชื่ออะไรครับคุณชื่ออะไรคะနာမည်ဘယ်လိုခေါ်လဲฉันชื่อสุสุค่ะကျမနာမည်ကสุสุပါယောက်ျားလေးတွေဆိုရင်တော့ พร้อม နဲ့ပြောလို့ရပါတယ် พร้อมชื่อအောင်အောင်ครับကျွန်တော်နာမည်ကအောင်အောင်ပါ